အန်ဒီဟာဝူဒီနဲ့အတူကောင်းပိုင်စခန်းကိုသွားဖို့ပြင်ဆင်နေခဲ့တာပါဒါပေမဲ့ဝူဒီဘတ်စရိုနဲ့ဆော့ကစားနေရင်မတော်တဆဝူဒီရဲ့လက်မောင်းလေးပြဲသွားခဲ့ပါတယ်အန်ဒီမေကဝူဒီကိုစင်ပေါ်မှာတင်ထားခဲ့ပြီးအန်ဒီကတော့သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ရပါတယ်နောက်တစ်နေ့မှာတော့စွန့်ပစ်ခံရတဲ့အိမ်မက်ဆိုးကြီးမှတ်ပြီးနိုးလာတဲ့ဝူဒီဟာစင်ပေါ်မှာဝီစီဆိုတဲ့ပင်ကွင်းရုပ်လေးကိုတွေ့သွားပါတယ်ဝီစီဟာအတန်မီတဲ့ခလုတ်ပျက်စီးသွားလို့စင်ပေါ်မှာအပြစ်ပယ်ခံထားရတာလပေါင်းများစွာကြာနေပြီဖြစ်ပါတယ်အန်ဒီမေကဝီစီကိုခြံထဲမှာဈေးလျှော့ရောင်းဖို့ထုတ်ထားတဲ့အချိန်မှာဝူဒီကတွားရောက်ကယ်တင်ခဲ့ရမယ်လောဘကြီးတဲ့ကစားစရာစုဆောင်းသူတယောက်ရဲ့ခိုးယူခြင်းကိုခံလိုက်ရပါတယ်။အန်ဒီရဲ့ကစားစရာတွေကအဲ့ဒီသူခိုးဟာအဲလို့ခေါ်တဲ့ကစားစရာဆိုင်ပိုင်ရှင်ဖြစ်ကြောင်းစုံစမ်းသိရှိသွားကြပါတယ်။ဒါကြောင့်ဘတ်စလိုက်ရီယာဟန်မစ္စတာပိုတေတိုဟက်ဆလင်ကီနဲ့ရက်စတိုဖွဲ့ဟာဝူဒီကိုကယ်တင်ဖို့အတွက်အဲရဲ့တိုက်ခန်းစီကိုထွက်ခွာလာခဲ့ကြပါတော့တယ်။အဲရဲ့တိုက်ခန်းကိုရောက်နေတဲ့ဝူဒီကတော့သူဟာတစ်ချိန်ကနမေကြီးရဲ့ရုပ်မြင်သံကြားရုပ်သေးစီစဉ်တစ်ခုရဲ့ဇက်ကောင်ဖြစ်မှန်းသိလိုက်ရပါတယ်။တင်ပို့မဲ့အဲထဲမှာဂျက်စီဘူးဆိုင်နဲ့စတင်ကီပြီးတော့လည်းပါဝင်ပြီးသူတို့အားလုံးကိုဂျပန်နိုင်ငံတိုကျိုမြို့ကကစားစရာပြတိုက်တစ်ခုစီရောင်းချဖို့ပြင်ဆင်နေတာပါ။အားလုံးကပြတိုက်သွားရမှာကိုပျော်နေကြပေမဲ့ဝူဒီကတော့အန်ဒီစီပဲပြန်ကျင်နေခဲ့ပါတယ်။ဒါကိုစတင်ကီပြီးကရှင်းပြပါတယ်။ဝူဒီမပိုင်ရင်ဒီစုဝေးကြီးကမပြည့်စုံတဲ့အတွက်ပြတိုက်ကလက်ခံမှာမဟုတ်ပဲသူတို့အားလုံးတိုလောင်ယုံထဲမှာပဲပိတ်မိနေမှာဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီနောက်ဝူဒီရဲ့လက်မောင်းကလုံးဝပြတ်ထွက်သွားခဲ့ပြီးလက်မောင်းကိုပြန်ယူဖို့နဲ့ထွက်ပြေးဖို့စ조사ပေမဲ့အဲရဲ့ TV ပွင့်လာတာကြောင့်အစီအစဉ်ပြတ်သွားခဲ့ပါတယ်။ဝူဒီက TV မိုဒန်ကိုဂျက်စီရှေ့မှာတွေ့လိုက်တာကြောင့်ဂျက်စီကပဲတက်တက်လုပ်တယ်လို့ထင်ပြီးစိတ်ဆိုးသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကစားစရာပြင်းတဲ့အဖိုးအိုတယောက်ကဝူဒီလက်မောင်းကိုပြန်ပေးခဲ့ပါတယ်။ဝူဒီဟာဂျက်စီအကြောင်းကိုတီးခွင့်ရခဲ့ပြီးဂျက်စီဟာတစ်ချိန်ကအမ်မလီဆိုတဲ့မိန်းကလေးပိုင်ခဲ့တဲ့ကစားစရာဖြစ်ကြောင်းနဲ့အမ်မလီရွယ်ရောက်လာတဲ့အခါဂျက်စီကိုစွန့်ပစ်လူတန်းခဲ့ကြောင်းသိလိုက်ရပါတယ်။စတင်ကီပြီးကလည်းအန်ဒီကြီးပြင်းလာရင်ဝူဒီလည်းဒီလိုပဲစွန့်ပစ်ခံရမှာဖြစ်ပြီးပြတိုက်မှာဆိုရင်တော့ထာဝရရှင်တန်နိုင်မယ်လို့တွေးထိုးခဲ့ပါတယ်။ဒါကိုကြားရပြီးနောက်မှာတော့ဝူဒီဟာဂျပန်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဘတ်စ်နဲ့အဖွဲ့သားတွေဟာဝူဒီကိုရှာရင်အဲရဲ့ကစားစရာဆိုင်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမှာဘတ်စ်ဟာသူ့ကိုယ်သူအာကာတရဲမှုစစ်လို့ထင်နေတဲ့အခြားဘတ်စ်ရုပ်တုတစ်ခုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီဘတ်စ်အစ်စ်ကအန်ဒီကစားစရာအဖွဲ့နဲ့ပူးပေါင်းသွားပြီးအဖွဲ့သားတွေကလည်းအန်ဒီရဲ့ဘတ်စ်အစ်မတ်လို့ခေါ်သွားကြပါတယ်။အဲရဲ့အစီအစဉ်ကိုတည်သွားပြီးနောက်သူတို့အားလုံးအဲရဲ့တိုက်ခန်းစီဥတီသွားကြပါတယ်။အန်ဒီရဲ့ဘတ်စ်အစ်စ်ကလည်းလွတ်မြောက်လာပြီးသူတို့နောက်ကိုလိုက်လာခဲ့ပါတယ်။လမ်းမှာမတော်တဆဧကရစ်ဇာရုပ်တုကိုပါလွတ်ပေးမိလိုက်ပြီးဇန်ကလည်းဘတ်စ်ကိုဖျက်ဆီးဖို့နောက်ကလိုက်လာခဲ့ပါတယ်။သူငယ်ချင်းတွေအားလုံးဝူဒီကိုတွေ့သွားတဲ့အခါဘတ်စ်အစ်စ်လည်းရောက်လာပြီးသူဟာအန်ဒီရဲ့ဘတ်စ်အစ်စ်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ဒါပေမဲ့ဝူဒီကအိမ်ပြန်ဖို့ညှဉ်းဆန်ခဲ့တာကြောင့်အားလုံးစိတ်ပြတ်သွားကြပါတယ်။ဘတ်စ်ကဝူဒီကိုကစားစရာတစ်ခုရဲ့တကယ့်ရည်ရွယ်ချက်ဟာကလေးတွေဆော့ကစားဖို့ဖြစ်ပြီးပြတိုက်မှာဆိုရင်ဒါကိုဘယ်တော့မှခံစားရမှာမဟုတ်ကြောင်းသတိပေးခဲ့ပါတယ်။ရုပ်သံစီစဉ်ဟောင်းထဲမှာကလေးတစ်ယောက်ကဝူဒီနဲ့ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတာကိုမြင်လိုက်ရတဲ့နောက်ဝူဒီစိတ်ပြောင်းသွားပြီးအားလုံးကိုအန်ဒီအိမ်ကိုအတူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့တခါမှအချစ်မခံခဲ့ရဘူးတဲ့စတင်ကီပီကဂျပန်ကိုပဲသွားကျင်တာကြောင့်သူတို့ကိုတားဆီးလိုက်ပါတယ်။ဝူဒီထွက်ပြေးဖို့စ조사တာကိုတားဆီးခဲ့ပြီးဂျက်စီကိုအပြစ်ပုံချခဲ့တာဟာလည်းသူကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဲပြန်ရောက်လာပြီးသူတို့ကိုတစ်တာတဲ့ထက်ကလေစိတ်ကိုထွက်ခွာသွားပါတော့တယ်။အန်ဒီရဲ့ကစားစရာတွေနောက်ကလိုက်ကြပေမဲ့လမ်းမှာဇန်နဲ့တိုးပြီးဘတ်စ်အစ်စ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဇန်ကသူဟာဘတ်စ်ရဲ့အဖေဖြစ်ကြောင်းဖွင့်ဟခဲ့ပြီးယက်ကမတော်တဆဇန်ကိုတက်လေကားရင်းနဲ့တွန်းချလိုက်မိပါတယ်။အဲ့ဒီနောက်ဘတ်စ်အစ်စ်ကတော့ဇန်နဲ့အတူနေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အန်ဒီရဲ့ကစားစရာတွေကတော့ပီဇာထရက်ကားတစ်စီးကိုခိုးစီးပြီးအဲနောက်ကိုလေစိတ်အထိလိုက်သွားခဲ့ကြပါတယ်။လေစိတ်ကကုန်စီတယ်ယူရဲစနစ်ထဲခိုးဝင်ပြီးအဲရဲ့တစ်တာကိုရှာတွေ့ခဲ့ကြပါတယ်။လုံထွေးတပ်ပုတ်ရင်စတင်ကီပီကဝူဒီလက်မောင်းကိုထပ်ပြီးဆွဲဖျက်လိုက်ပြန်ပါတယ်။အပြစ်ပေးတဲ့အနေနဲ့အန်ဒီကစားစရာတွေကစတင်ကီပီကိုမိန်းကလေးတစ်ယောက်ရဲ့ကြောပိုးအိတ်ထဲထည့်လိုက်ကြပါတယ်။သူတို့တွေဘူးဆိုင်ကိုကယ်တင်နိုင်ခဲ့ရင်မဲ့ဂျက်စီကတော့ဂျပန်သွားမဲ့လေယာဉ်ပေါ်ပါသွားခဲ့ပါတယ်။ဝူဒီကဘတ်စ်နဲ့ဘူးဆိုင်တို့ရဲ့အကူအညီနဲ့ဂျက်စီကိုလေယာဉ်ပေါ်ကနေကယ်တင်နိုင်ခဲ့ပြီးအိမ်ကိုပြန်လာနိုင်ခဲ့ကြပါတယ်။အန်ဒီစခန်းကပြန်ရောက်လာတဲ့အခါဂျက်စီဘူးဆိုင်နဲ့အခြားကြောက်သားရုပ်လေးတွေကိုသူ့ရဲ့ကစားစရာအစ်စ်တွေဖြစ်ဝမ်းသာအားရလက်ခံခဲ့ပြီးဝူဒီလက်မောင်းကိုလည်းပြန်ပြင်ပေးခဲ့ပါတယ်။အဲကတော့ကစားစရာတွေပျောက်ဆုံးသွားလို့ကြောင်ညာအစ်စ်ထဲမှာငွေယိုစိတ်ပြတ်နေခဲ့ရပါတယ်။တစ်ဖက်မှာလည်းဝီစီရဲ့အတန်မီခလုတ်လေးပြန်ကောင်းသွားခဲ့ပါပြီ။ဝူဒီကဘတ်စ်ကိုပြောလိုက်ပါတယ်။အန်ဒီကြီးပြင်းလာပြီးသူတို့ကိုပစ်ထားခဲ့မှာကိုသူမစိုးရိမ်တော့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကျရင်လည်းသူတို့မှာအချင်းချင်းအဖော်ပြုတ်ပေးမဲ့သူငယ်ချင်းတွေရှိနေကြဦးမှာမို့လို့ပါပဲ။